So, it improves the depth of insight into any situation, job or problem. It adds a more rewarding feeling to your job and accomplishment. It puts a new creative skill to work. It have others around you to also have more vitality and the feelings of being a winner. And finally, enthusiasm will keep you young. After all, it's not your age that counts, it's your attitude. Dave Brown, LSU had basketball coach. အဲ့တော့ဒီအောင်ကဒီအမှားသာကြတော့ဘယ်သူကရေးတာလဲဆိုဒီမှာ तू ကအဲ့ Dave Brown ကရေးတာပေါ့နော် it improves ဆိုဒီဟာကအသင်ကိုပဲတိုးတက်စေလိမ့်မယ် the deep for insight ဆိုခန္ဓာကိုယ်ရဲ့အတွင်းထဲအထိကိုတိုးတက်မယ်နော် into any situation ဆိုမြည်သည့်အခြေအနေမှာမဆိုအတွင်းပိုင်းကြတိုးတက်စေလိမ့်မယ်ပြီးတော့ job for problem ဆိုတော့ပြဿနာပဲဖြစ်ဖြစ်သို့မဟုတ်အလုပ်တွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီပုံမှာကိုယ့်ရဲ့ဒီအတွင်းပိုင်းထိတ်တဲ့ဒီတော့တိုးတက်စေပါလိမ့်မယ်တဲ့ it art အဲ့ဆိုတာကပေါင်းထည့်တာ a more rewarding feeling ဆိုတော့ပို့ပြီးတော့မှလာစိတ်ခံစားမှုတွေပိုများတယ်ဒီမူလနဲ့ပဲ reward ကစုလက်ကိုပြောတာပဲစုလက်เนาะကောင်းတဲ့အရာတွေပေါ့ဒီမှာတော့ဆရာစုလက်တွေလို့တိုင်းမပြောအဲကောင်းတဲ့အရာတွေကိုပေါင်းထည့်ပေးတာပါတယ်เนาะ do your job ဆိုမင်းရဲ့အလုပ်တွေ and ပြီးတော့ accomplishment ပြီးမြောက်မှုတွေမှာကောင်းတဲ့အရာတွေထပ်ပေါင်းထည့်ထားတယ်ပြီးတော့ it put a new creative skill to work ဘာတွေလဲထပ်ထည့်ထားပြီလဲဆိုရင်တဲ့ creative state ဆိုတော့ဖန်တီးတတ်တဲ့ကျွမ်းကျင်မှုအလုံးလုံးကကိုယ်တိုင်ဖန်တီးတတ်ရမှာဥပမာဒါလေးကိုဒီလိုမျိုးလေးပဲလှုပ်လိုက်ဆိုရင်အဆင်မပြေဘူးเนาะအဲ့ဒါကြောင့်မလို့ဆရာတို့ဒီ nuclear ကာတကာရှိတယ်เนาะအိန္ဒိယကာတကာသူကဘာလို့လဲဆိုတော့အဲ့ American မှာသူကလှုပ်သွားတာပေါ့လှုပ်တဲ့အခါမှာဒီကောင်တွေကငကိုတွေကအကြံနဲ့သွားတာအကြံနဲ့သွားဟိုရောက်လို့ရှိရင်သူတို့လှုပ်ခိုင်းတဲ့သူတွေကလည်းမင်းတို့ခွဲပလိုက်တာအကုန်လုံးအတူတူမလုပ်အောင်ဥပမာမင်းကတနေရာဘာလို့ဆိုတော့အတူတူလှုပ်တဲ့မှန်းဆိုရင်ပါပြီးတော့တိမာဆိုလို့ဆိုအကုန်လုံးခွဲတော့ဘာကြောင့်ဆိုတာမသိဘူးဒီလိုလှုပ်ဆိုတာပဲသင်ပေးတာဒါပေမဲ့ဟိုကအိန္ဒိယကောင်တွေသွားကြတဲ့ငကိုတွေကကိုကြားတဲ့ကဏ္ဍဟာကိုကျွမ်းကျွမ်းကျင်ကျင်လှုပ်တဲ့အောင်ပြန်သင်ခဲ့ဆိုတော့သူတို့ကလည်းတော့ငကိုတွေကသူတို့အစီအစဉ်ရှိတယ်တော့ပြန်ရောက်လာတော့ American ကနေသင်လာတဲ့ဟာတွေကိုမနေ့တော့သင်တာမဟုတ်ဘူးဘယ်တော့မှမသင်ဘူးအလုံးမဒါလေးဟိုဟာလေးထည့်ဒီဟာလေးထည့်အဲ့လိုမျိုးပဲလုပ်တာဒါပေမဲ့ပြန်ပေါင်းလိုက်တဲ့ခါကျတော့တစ်ခုကိုသူတီထွင်နိုင်သွားတယ်အဲ့လိုမျိုးဖြစ်သွားအဲ့တော့ဆရာတို့ရုပ်ရှင်ကားတကားရှိတယ်ဒီမှာဒီဟလာအပေါ်ကနေပြီးတော့ satellite တွေကနေကြည့်နေတာ15မိနစ်ပဲချိန်ရတယ်အဲ့15မိနစ်အတွင်းမှာအဲ့ဒီအိန္ဒိယကိုသူတို့ကဒီစောင့်ကြည့်နေတာလွတ်တော့အဲ့15မိနစ်ကလေးကိုတဖြည်းဖြည်းလုံရင်းနေပါတော့ nuclear သူတို့ဖြစ်အောင်လုပ်နိုင်သွားတယ်အဲ့မှာအိန္ဒိယကလည်း nuclear ပိုင်ဆိုင်သွားတဲ့အကြောင်းမလို့ကမ္ဘာမှာအင်အားကြီးတဲ့နိုင်ငံတွေမှာပါသွားတယ်နော်အဲ့တော့ဒုမြန်မာနိုင်ငံမှာလည်းဒုမြန်မာတွေလည်းခုပါပြီတော့သူက nuclear တော့မဟုတ်သူကပဲတော့နော်မှာအုံးဘီတွေပေါ့နော်အုံးဘီတွေတီထောင်တယ်အုံးဘီဆိုတော့တီးဘုံကိုပြောတာကထားလိုက်ပါစာပဲဆက်သွားတာခေါ်နော် it have other အချမ်းလူတွေကိုလည်းပါတော့အထောက်အကူပြုပါတယ် around you ဆိုတော့မင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေပြီးတော့ it also have a more vitality ဆိုတာကဆရာတို့အရေးပါမှုကိုပြောတာနော်အသက်တမျှအရေးပါမှုတွေနော် feelings of being a winner အောင်နိုင်သူတယောက်ဖြစ်လာတဲ့ဒီစိတ်ခံစားမှုတွေပြီးတော့အရေးပါရောက်တဲ့အရာတွေကိုလည်းပါပြီးတော့တင်းရဲ့ပတ်ဝန်းကျင်မှာလဲပဲရှိဖို့ရန်အတွက်အခြားလူတွေကိုထောက်ကူပြုပါတယ်တဲ့ and finally ကနောက်ဆုံးပြောမယ်ဆိုရင် enthusiasm ဆရာထက်သန်မှုက will keep you young နဲ့မင်းပါပြီးတော့နှုတ်ပြစေလိမ့်မယ်မင်းကိုငယ်ရွယ်စေလိမ့်မယ်အဲ့တော့ဆရာထက်သန်နေတဲ့သူတယောက်ကအမြဲတမ်းပြီးတော့ငဲနေရပဲနောက်မှဆရာတို့ဒီဂျင်ကစားတိုင်းမှာအတော်ကြီးတယောက်ရှိတယ်အသက်59ခုဆို60တောင်ပြည့်ပြီနေတူတယ်သူ့အကြည့်ဖလန်းထားနေတာပဲဘာလို့ तू ကဂျင်တရားမှမပြတ်ဘူးဆရာတို့ကမှမိုးရွာရင်မသွားဘူးမိုးရွာရင်လည်းမသွားဘူးเนาะတခါကြလို့ရှိရင်ဟာလောကိစ္စလေးပါလေးနည်းနည်းရှိလည်းမသွားဘူးဒါပေမဲ့အဲ့ဒီတော်ကြီးကတော့ဘာဖြစ်တော့အမြဲတမ်းသွားတယ်เนาะအပြီးအဲ့မှာသူ့မှာဗီဒီယိုဖိုင်တွေတင်လိုက်เนาะ TikTok မှာကြည့်အဲ့ဂျင်ကစားတဲ့ပုံတွေတရတဲ့အဲ့ဂျင်ကစားတဲ့ပုံ3เนาะ block 3 block တင်တယ်เนาะအဲ့ဒါဘာဖြစ်လို့အသက်60ဖြစ်နေသူ့ရဲ့ enthusiasm ကသူ့ဘာဖြစ်လို့တော့ give her young man เนาะ after all ကမြည်သူဆိုပလေးစေတဲ့เนาะ it is not your age that count အဲ့တော့ပြောနေတဲ့သဘောကအသက်ဆိုတာကမင်းရည်တွက်လို့ရတဲ့ဥစ္စာကိုပြောတာမဟုတ်ဘူးတဲ့
Not a Sarodi Jima, Jinkare to purely Jashi, Baro. H are just a number. That's what Number Bama Yimji. No, that leads another Yimji Wabiro. Me, Josani, mean Nubunima. Chorishi, me, Joe, Tang other child, I'm a bit. You know, that's Nasangani. You had you, egg to Teram Bubiro, Jamar, Tanswan, capacity in Naishi, Ajamudra, no? Okay, it is your attitude. I may have a Yijira. May I say the word Agave, Yijira. That US Rabama Moba, no? As a deep wrong or pure, no? As a basketball, Nibia, Casapajime. Mental dessert. Disney is not a matter of chance, it is a matter of choice. It is not a thing to be waited for, it is a thing to be achieved. Not mighty, not the year. Disney is a gang of your Kansuraga, Koyemo Ure, Madrasuraga Kaisalo Virale, offer chance. We know Kangon is a Kuyiga Kansura Movure. A do a chance to Kanlutinia, Movu. It is a matter of choice. We know you say like those have it. Go you say like they had I'm Pira, no? Go you say had I'm Pira. I'll do a Gamagong loan, a Gamagong Brualogera. Brualoda. Go haloda, Colamola. Make you nearly that some South House, okay. We don't. The Jane 19 you say Munakulo choice. A barneva. Yes or no way. Mama tried to remove Loga Yalogi. Misho, sincerely, yes or no, man. Sending in the name Lam Laula, yes or no. Moyarem Lao. They say, even Lumisu, Malau. Bariam Yano. Malariam Yana, Malariam Tenaidola. Chadulu, Miadulu, Mama Sanfida, Lave. You tell about Nakuero. Naku, get a yawi Minola. King Gazamla, Gazamla Mazala, you tell. King Gazamla Mazala, yes. Kazame. And sending me the Saudi Piampamla, my family, you tell it, yes or no, Zavino? No. Bow you later? No, you later. Dave, I'm a Satachimataja, I don't know you tell it, yes, no, Nakuba Mudida. It is not a thing to be wait for it. Sound Yama Mowure, it is a thing to be achieved. Yaon Loa Melza, Chiefs are like Yashida Grave. Yashi on Loa Meja Pede. Sound Yama Mowure, no, I'll be able to William Jennings Baron to the Bogubo, not Tonsia Chelsema Muibio, Tongo and Nasangama, Tidware. No Holula, or Nasanga, the name of Yan, Canalino. But thank you, Muin Sound. And Nasanga, they do that Romiani, you know. Hold on. A hold it, Nasanga Gunima so no? No? Casajia. Or Tongo Nasanga, sorry. Siaba one and Mawara, not on the Sanga and Massa. Took like a Yajoni Wala, no? Get over Sajia. Introduction, Kudarama or Mesaga Lara, in this book, I have tried to simplify the meanings of society and identify its principle. Over the years, I have come to understand that everything God created for the human race, He made simple, not easy, but simple. Of course, as a human being, we have a tendency to complicate matters. I am convinced no matter who we are, black, white, Hispanics, Chinese, male, female, rich, poor, educated, and uneducated, we are all looking for the same thing in life, success, you name it. From our career and finance to our family and spiritual life, we all want success in every area of our life. In this book, I have tried to simplify. I have tried to simplify Gudara. Simplifying the Yoshin on low sound the Logara. Sarah Dima 2 linear donor 2 infinities raw. Yoshin low sound boyamo. No, I have tried the Genoa, Josage BB. No, Yoshin Simpion, La Losam Mujono, Josa Pige do. Don't ever that, no, she are Boku Dabio to be really. The Bini was successful. Two Yoshin load about Yoshin loader. Armin so David. No, Rabio identifies Raga, Quabianzi, Domo Titan Pisi, Tinchanzi, Alu, Tinchanzi Vivo, to the buffet. Principles Raga, Lina Chindomame, Muri Uri, our principle Kupiorabe. No,
အဲ့ဒါတွေကိုကျွန်တော်ကတိတာထင်ရှားအောင်လုပ်စီခဲ့ပါတယ်လုပ်စီသည်ပေါ့နော် over the years နှစ်ပေါင်းများစွာပဲ I have come to understand ကျွန်တော်နားလည်လာခဲ့တယ်နော် that everything God created ဖန်ဆင်းသမျှအားလုံးဒီ for the human race I'm a race ဆိုတာကမျိုးနွယ်စုပြောတာအဲ့တော့လူသားမျိုးနွယ်စုအတွက်နော်ဖန်ဆင်းခဲ့တဲ့အရာတွေအားလုံးက he make symbol ဘယ်လိုလုပ်ခဲ့တော့ရိုးရှင်းလေးပဲ not easy တိုင်းပဲတော့မလွယ်ပါဘူးတဲ့နော် but simple နားမြောက်ပြီးတော့ရိုးရှင်းပါတယ် of course as human being ဟုတ်ပါတယ်တဲ့နော်လူသားမျိုးနွယ်တွေအနေနဲ့အဲ့မှာ s ကအနေနဲ့လည်းပါသားပဲနော် we have a tendency ဆိုတာကိုင်းညွတ်တာညွတ်ကွေးတာနော်ကျွန်တော်တို့မှာကိုင်းညွတ်မှုရှိတယ်တဲ့ to complicated matter ဘယ်လိုဆိုရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုလူတွေကမသွားလို့တော့စိတ်ကိုင်းညွတ်တယ်ပြောချင်တဲ့သဘောကွာအမှန်တကယ်အရာအလုံးကရိုးရှင်းရှင်းအဲ့တော့ရိုးရှင်းရှင်းတော့မတွေ့ဘူးလို့တွေ့တော့ရှုပ်ထွေးပွပွလီလီလောက်တတ်တယ်ဒါလူတွေရဲ့သဘောတဘာဝပဲတဲ့ဟုတ်တယ်မလားရှုပ်ထွေးတဲ့ဟာဆိုဘာဖြစ်တော့စိတ်ဝင်စားတယ်မဟုတ်ဘူးလားဟုတ်လားဒါပေမဲ့ကိုယ့်ဘဝကိုကျတော့ရိုးရှင်းဖြစ်ချင်တာရှုပ်ထွေးဖြစ်ချင်တာကဲစဉ်းစားကြည့်ကွာနော်ဒါကိုယောက်ျားလေးဆိုစဉ်းစားကြည့်မင်းအိမ်မှာလားဟိုကောင်မလေးတယောက်နဲ့ကြိုက်မယ်နော်သူကောင်မသူကလည်းရမ်းချမ်းသာတယ်နော်ကိုမိဘလည်းချမ်းသာတယ်ညောင်စလုံးသဘောတူတယ်ညားသွားတယ်ကလေးတွေရတယ်နော်ကလေးတွေကိုနော်ဒီ international ကျောင်းတွေမှာထားတယ်ပြီးတော့လို့ရှင်အဲ့လိုမျိုးဖြစ်ချင်ကြတဲ့လူတွေကြီးပဲဟုတ်တယ်မလားနော်တခါတလေတော့အပြင်းပြေဈေးဝယ်ထွက်ရင်စင်ကာပူတို့ထိုင်းတို့နော်ဒူဘိုင်းတို့ဒါအပြင်းပြေဈေးဝယ်ထွက်တာအဲ့လိုဘဝမျိုးလိုချင်ကြရမလားကဲအဲ့ဒီအကြောင်းဆရာရုပ်ရှင်ရိုက်မယ်မကြည့်တဲ့သူရှိပါမလားရုပ်ရှင်ရိုက်လို့နော်ပြင်းစရာရုပ်ရှင်လိုက်တာ very simple ဖြစ်နေလေဟုတ်လားအဲ့လိုမဟုတ်ဘဲနဲ့ဟလားအညာနေတက်လာတယ်အညာသားရန်ကုန်ရောက်လာနော်ရန်ကုန်ရောက်လာတဲ့ဒီကောင်က hip hop ဆိုတော့လှုပ်ချင်တယ်ဒါ hip hop ဆိုရမရအောင်ဒီကောင်အမျိုးမျိုးပါလို့နော်ပတ်ဝန်းကျင်တွေကသူ့ကိုဟလားငင်းပယ်ခြင်းခံရတယ်သူစူးစမ်းတယ်နော်ဟလားလဲတန်းမှာရေခဲချောင်းလေးရောင်းပြီးတော့ပတ်စံလေးစုရတဲ့ပတ်စံလေးနဲ့စတူဒီယိုသွင်းတော့တဖြည်းဖြည်းနဲ့အဲ့လိုချမ်းသာလာဖြစ်ကျင်တော့အဲ့မှာမင်းသမီးနဲ့ကြိုက်မင်းသမီးရဲ့ဖေမင်းရဲ့သဘောမတူနော်သဘောမတူတော့အဲ့မှာဟလာနေဝင်းတို့ဖွဲ့နဲ့ဂိုင်းစားတွေနဲ့ချနော်အဲ့လိုနဲ့ကိုကလည်းအဲ့ကြားထဲမှာလာဆိုလိုလိုဂိုင်းစားလိုနဲ့ကိုကလည်းတဖြည်းဖြည်းဖြစ်လာအဲ့လိုနဲ့မရတာနဲ့စင်ကာပူကိုထွက်ပြေးစင်ကာပူမှာတထေးတွေနဲ့တွေ့စင်ကာပူမှာလှုပ်ကြိုးစားရင်းနဲ့ကုမ္ပဏီပိုင်ချင်းဖြစ်ပြန်လာနော်အဲ့အချိန်မှာဂိုင်းစားတွေနဲ့ပြန်တွေ့ရန်ကုန်မှာပြန်ချအဲ့အချိန်မှာသူ့ရဲ့အရင်ရီးစားဦးနဲ့ပြန်တွေ့တော့ရီးစားဦးကအသက်40လောက်ဖြစ်နေသူကလည်း40လောက်အဲ့ချိန်ကျမှပြန်တွေ့နော်အဲ့ချိန်မှာဖြစ်ချင်တော့ဟလာကောင်မလေးကကလေးတွေပါရနေဒါမှမဟုတ်ဖြစ်တော့သူ့ယောက်ျားတည်သွားပြီဇက်ကိုနာအောင်မျိုးလို့နော်အဲ့လိုဇလန်းမျိုးကြည့်နေတာဒါမှမဟုတ်ခုနလိုမျိုးဆရာပြောတဲ့ ACC လေးနဲ့ဘယ်ဟာပို့ပြီးတော့ complicate ဖြစ်တော့လူတွေကဇလန်း complicate ဖြစ်အဲ့ဒီဟာကိုပဲလူတွေကပါပြီးတော့ကြိုက်တာနော်အဲ့တော့လူတွေတော်တော်ဆိုးတဲ့လူတွေပဲ complicate ကိုကြိုက်တယ်နော်အဲ့တော့ I'm convinced ဆိုတာယုံကြည်စေသည်လို့ပြောတာနော်အဲ့တော့ကျွန်တော်ကယုံကြည်ဒီမှာ passive point နဲ့သုံးတာလေ no matter အရေးမကြီးဘူးလို့ကျွန်တော်ထင်တယ်တဲ့ who we are ငါတို့တွေကဘယ်သူတွေဖြစ်တယ်ဆိုတာအရေးမကြီးဘူးတဲ့အသားဖြူတာမဲတာအရေးမကြီးဘူးအဲ့မှာ black white ဆိုလူဖြူလူမဲကိုပြောတာနော်ပြီး Hispanic ဆိုတာကဟလာစပိန်ကပြောင်းပြောတာတော့ American နဲ့ Spain ကပြောင်းရေးမကြည့်ဘူးတဲ့တရုတ်ဆိုတာလည်းရေးမကြည့်ဘူးမြန်မာဆိုတာလည်းရေးမကြည့်ဘူးနော် male or female ဘာဖြစ်တော့အထီးလားအမလားဆိုလည်းရေးမကြည့်ဘူး rich or poor စင်းရတာချမ်းသာတာလည်းရေးမကြည့်ဘူးပြီးတော့ educated or uneducated မင်းဘွဲရဘွဲမြရအဲ့ဒါတွေကရေးမကြည့်ပါဘူးတဲ့ကျွန်တော်ယုံကြည်ထားတဲ့အရာတွေကအဲ့ဒါတွေအဓိကမဟုတ်ဘူးတဲ့ဒါမဲ့ဘာလဲဆိုတော့ we are looking for the same thing in life ဘဝမှာကျွန်တော်တို့တွေရှာဖွေနေတဲ့တူညီတဲ့အရာတခုပါတော့အောင်မြင်မှုပဲအောင်မြင်မှုဘယ်လိုနာမည်တက်မလို့တယောက်နဲ့တယောက်မတူညီနိုင်ဘူးအဲ့ဒါလူစုနဲ့ကင်းကင်းဝေးဝေးနေခြင်းပြီးဘောအေးစေးနေခြင်းတဲ့သူအဲ့ဒါသူ့အောင်မြင်မှုကလူနေတဲ့သူများနေအောင်သူနေတဲ့သူအဲ့ဒါသူ့အောင်မြင်မှုပဲเนาะနာမည်ကြီးရလူနာမည်ကြီးခြင်းတဲ့သူနာမည်ကြီးတာသူ့ရဲ့အောင်မြင်မှုပဲသူကသူဟလာနုပညာကိုနော်ဖေးပေါက်ကပဲတက်เนาะမခွေးကရိကပဲလောလာเนาะအိနာဘောကပဲကြော်စင်စင်ရေးမကြည့်ဘူးအဲ့ဒါသူ့ရဲ့အောင်မြင်မှုပဲဟုတ်တယ်မလားနော်အဲ့တော့စာရေးဆရာလည်းသူ့ရဲ့စာအုပ်တွေသူများများဖတ်တာသူ့အောင်မြင်မှုပဲနော်လောဝိထိုးတဲ့ကောင်ကလည်းပါပြီနော်သူပွဲတိုင်းနိုင်ပြီးတော့ရွှေကပတ်ရဖို့အတွက်ကသူ့အောင်မြင်မှုပဲအဲ့တော့အောင်မြင်မှုဆိုတာကပညာရည်ချင်းတွေစင်းရဲတာချမ်းသာတာယောက်ျားမိန်းမတရုတ်မြန်မာနော်
là Hispanic đi đã phiêu ra mấy anh em sai mù đấy ngã rồi alo xa này là ao miền mù vậy you name it rồi mấy anh em nằm tâm lại bà đấy bé à mấy ao miền mù đấy nó mà chắc là ao miền mù phía trên này đua lại bao rồi mấy amount của biểu lại là cho nó đi la đấy mà là tính tông gì xa này chú là ai tông gì nhau rồi nó tính tông gì nhau cha này mà tao tính tông gì tính tông gì rồi bây giờ liền bà mà một nhà này mà ra là bộ nó chơi rồiအဲ့ဒါတော့ရတယ်အများကြီးပဲเนาะတင်းညာနဲ့ချီဝင်တဲ့သူတွေရှိတယ်เนาะဒါကြထားလိုက်ပါတော့အဲ့တော့ from our career ဆိုငါတို့ရဲ့ဟလာစီးပွားရေးလုပ်ငန်းအဲ့တော့ career လို့ပြောချင်တဲ့ကအသက်မွေးဝမ်းကြောင်းလုပ်တဲ့လုပ်ငန်းကိုပြောတာကိုကျွမ်းကျင်မှုနဲ့လုပ်တဲ့နောက်တစ်ခု finance ကတော့ငွေကြေးကိုပြောတာ to our family မိသားစုတွေအတွက်ငွေကြေးဖြစ်မယ်သို့မဟုတ် spiritual life အချို့ကလည်းကိုယ့်ရဲ့ spiritual life ကိုကောင်းအောင်လုပ်တယ် spiritual ဆိုတာကစိတ်ဓာတ်ရေးရနဲ့ဆိုင်တဲ့နော်ကိုယ့်ရဲ့ရှင်သန်မှုပြောတာနော်ဒါပေမဲ့ဟိုခရစ်တီးနီကတော့ဒါဝိညာဉ်ရေးရလို့ပြောမှာပေါ့နော်ဝိညာဉ်ရေးရတန်ရှင်းမှုလိုအပ်တယ်ဘာညာအဲ့မှာတီလာတွေပါပဲအဓိကတော့ spiritual life ဆိုတာဘာကိုပြောတာတီလာကိုပြောတာနော်တီလာဆိုတာတို့ဟိုဟာသာတော့မလုံးနဲ့နော်အခုရက်မတော့လို့ဆိုကျွန်တော်တီလာစောင့်နေတယ်ကောင်းပါတယ်အဲ့တီလာဘယ်လိုဆိုအရက်သွားဝယ်တဲ့ကောင်းလူနာမည်တီလာအဲ့လိုတော့မဟုတ်ဘူးနော်we all want to start ကျွန်တော်တို့အားလုံးကအောင်မြင်မှုလိုချင်တယ် in every area ဒီမှာ area ကိုနယ်ပယ်လို့ပါတာဗျเนาะမြည်သည့်ဘယ်နေရာမှာမဆိုလို့ပြောတာပေါ့ our life ဆိုငါတို့ရဲ့ရှင်သန်မှုတွေရဲ့နယ်ပယ်တွေမှာငါတို့တွေပါပြီเนาะအောင်မြင်မှုတွေလိုချင်တယ်အဲ့တော့အဆိုတော်လောကဆိုလဲအဆိုတော်နယ်ပယ်ပေါ့เนาะရုပ်ရှင်လောကဆိုလဲရုပ်ရှင်နယ်ပယ်ပေါ့မကားလောကတော့ဒါကိုပြောချင်တာ area ဆိုတာဒါကိုပြောတာเนาะကစက်ဖက်ကြည့်ပါအဲ့မှာ S clear เนาะရိုက်တော့မာရေးပြီးတော့ for as long as I can remember, I have wanted to be successful. When I was 13 years old, my mother gave me a little wooden box, which I still keep within me today. Writing all the outside of words, the secrets of success. When I open the box, there is a four-letter word. Walk. From our earliest day, my mom always encouraged my sister, brother, and me to do our best. Alright, for us, we're judging the good. Now, as long as we're gathering, the you do more color balloon bada bien. I can remember as well. To know me need the mia color balloon, no? I have want to be successful. I mean, to deal people to know pit pushing it. I have wanted as a present perfect donor. When I was 13 years old, you know, when I was 30 years old, these are ever closer time to the no. My mother gave me, I mama gave cover above to the main birth, no. She got was called above it. I mean the dependence clause with it. A little wooden box rock. No, the Titana looked at it, Dali, the Longino Bivare. Now, wish I stay keep with me, Jeriga, Ralutara, Raga Shiga, a little wooden box could attribute. A little wooden box could attribute, no? She need to take that, you know, Tainare, no, maybe I had Tainara, no? Writing on Emma Jida door, writing on the outside, Abima Jida door Yaga, other words, the Galoni people, Ayavalezo. The secrets of society. I'm in the lower channel. When I open the valves, you know, the dog will bring doka. There is a full letter. Ima, Zagaloni Lilonji, Arabalazo, W-O-R-D. Ima to Zagalonu Grano was a 1, 2, 3, 4 other. Zagaloni Lilone, W-O-R-K was the Zagalon. From our earliest day. ကျွန်တော်တို့ငငယ်တုန်းကလို့ပြောချင်တာအဲ့မှာ day ဆိုတာကခစ်ကိုလည်းပြောတယ်เนาะပြီးရင်ကိုရီငယ်တုန်းကเนาะအဲ့မှာဆိုတော့ဒီလား Burmese day ဆိုတဲ့စာအုပ်တော့ရှိရယ်เนาะအဲ့စာအုပ်လည်းတော်တော်ကောင်းတယ်เนาะအဲ့မှာ Burmese day ကိုတို့တွေဖတ်ကြည့်ပေါ့เนาะ Burmese day က OV ရေးတယ်လား Burmese ရေးတယ်ဆရာတော်မေ့သွားကြထားလိုက်ပါတော့เนาะဒါနောက်မှဆရာကြည့်လိုက်မလို့အဲ့ဒါမေ့နေတယ်เนาะကဲတော့ earliest day ဆိုတော့အဲ့မှာကျွန်တော်ငငယ်တုန်းကလို့ပြောချင်တာเนาะMy mother always encouraged. America, American general, say after John, Losigero. Encourage Raga, say after John, Losang Bedi. Now, my sister, my brother, me, Genova Barre. How do I encourage a little to do our best? A common logo. A lovely solution level.
နည်းနည်းလေးပဲလှုပ်လို့ပါပြီတော့အကောင်းဆုံးလှုပ်ဖြစ်အောင်လှုပ်ပါကဲဆက်ဖက်ကြည့်ပါ ကောင်းရဲ့တွေ့ဘောကြောင့် ဟမ် ကောင်းရဲ့ coward courage ဆိုတာကဘယ်နဲ့လဲ coward ကတည်းကဘောတော့ဟို courage ဆိုတာကဆေးရတက်ကြွစေသည်သို့မဟုတ်ရဲရင်စေသည် encourage ကလည်းတူတူပဲ encourage ကလည်း both ပဲဟိုကောင်က coward နော်မတူနော် coward ကငကြောက်နော် you coward ဆိုပြီးတော့မင်းပါပြီးတော့ငကြောက်လို့ပြောတဲဘောကြော်တယ် နေ နော် coward ဟုတ်တယ် COWERD လေ coward you coward နော်ကဲနောက်ကဆက်ဖက်ကြည့်ပါဦး she instills in us a good work ethics since then I have been on my journey toward finding Sasad coming to realize that Sasad is not many fame and a high position or anything else except doing my best. That is exactly what I have set out to do. Who am I? Just a regular person, a salesman by profession, and by nature a man of action. Or she instilled. Or instills ဆိုတာကဆိုဘယ်လိုပြောမလဲဆိုရင်ဟလာသူ install မဟုတ်ဘူး instill ကဆိုတော့သူသွင်းတာသူမွေးမြူပေးတာသူမကကျွန်တော်တို့မွေးမြူပေးတယ်တဲ့နော်မွေးမြူပေးတယ် in us ကျွန်တော်တို့ရဲ့စိတ်ထဲကိုရောက်တော့မွေးမြူပေးပြောဆိုသူသွင်းပေးတာစိတ်ထဲကိုသွင်းပေးတာနော်ဟိုပြောဆိုဒီခေါင်းထဲကိုရိုက်သွင်းပေးတာအဲ့လိုမျိုးလည်းပြောလို့ရတယ် a good word ဆိုတော့ကောင်းကောင်းလုပ်ရမယ့်အရာတစ်ခုကတော့ဆို ethic ဆိုကျင့်ဝတ်ပဲကျင့်ဝတ်တစ်ခုလုပ်ပေးတာလုံးမဲ့လို့တော့ကောင်းကောင်းမလုပ်ရမယ်ဘာပဲလုပ်အဲ့လားဒီလူရဲ့ဂုဏ်သိက္ခာလူကျင့်ဝတ်လို့ तू ကကျွန်တော်တို့ကိုရိုက်သွင်းပေးခဲ့ပါတယ်တဲ့ဘာပဲလုပ်ကောင်းအောင်လို့ sorry တမင်းချက်လည်းကောင်းအောင်ချက်စံညောင်းကောင်းအောင်ချက်လို့ရတယ်ဘယ်လိုချက်တော့သိလားစီလီနည်းနည်းလေးထည့်ပြီးမှလို့နော်စားလေးနည်းနည်းလေးထည့်ချက်ကြည့်အဲ့ဆန်ကောင်းအဲ့လိုချက်ပဲတမင်းဆိုင်လိုချက်ပဲဒါလို့ချက်လူတွေအဲ့မသိဘူးနော်အဲ့တော့ဆရာတမင်းဟင်းနဲ့ပတ်သက်လို့လည်းသိတယ်နော်ဒါပေမဲ့ကိုမလုပ်တာလည်းရှိစီလီနည်းနည်းလေးချက်ထည့်လိုက်တော့ဖြစ်သွားတော့အဲ့ဒီထမင်းရပဲတော့မကတ်တော့မှတ်ထားနော်စားလေးနည်းလေးထည့်လိုက်တော့လည်းပါပဲတော့တိတ်ဖွယ်ဖွယ်ကြီးလည်းမဟုတ်တော့အဲ့တော့စံကျမ်းပေမဲ့အဲ့ကောင်လေးနည်းလေးအများကြီးတော့မထည့်နိုင်ဘူးနော်နည်းနည်းလေးထည့်လိုက်ပြီပါပဲတော့စံလေးကကော့ဟမ်မချက်ခင်အေးမချက်ခင်ပေါ့ဆရာကြီးချက်ပြီးမှတော့မရရေနဲ့တခါလေးရောပြီးတော့ကျန်အများကြီးမဟုတ်ဘူးနော်စီဆိုနည်းနည်းလေးပဲဥမာတို့အဆက်ကလေးတော့ဟို4 5 6 7 8 9 10 10ဟမ်အပေါ်မှာပေါ့နော်ဗနီဂါပါထည့်ချင်ပို့ရမှာဒီထားလိုက်ပါဒါအဲ့ကြနည်းနည်းချင်းချင်းလေးဖြစ်အဲ့ဗနီဂါကျတော့တမန်ထမင်းဆိုရင်တော့မထည့်နဲ့ဗနီဂါမေဘေးမှာချင်ကောင်းလဲဆိုရင်ကောင်းချင်းတို့ဘာလို့လိုမျိုးစီးရဟာမျိုးပေါ့နော်အဲ့ဒီရှမ်းစံလိုမျိုးဟာမျိုးအဲ့ကြဘာလို့ကောင်းလဲဆိုရင်ဆူရှီလောက်တာကောင်းတာဆူရှီတော့ကောင်းတာကဲထားလိုက်ပါတော့ဒါတိုးဝက်ချက်ကိုပြောပြတာနော်မချို့ပြဟဲ့ဆရာချက်ရင်သမင်းကောင်းတယ်ဘာလို့ကောင်းလဲဆိုတော့ငါအဲ့ဒါလေးကိုထိချက်နော်အဲ့ဒါကြောက်ပဲအဲ့တော့တို့8000ကျော်စံချက်မကောင်းတာမဟုတ်ပါဘူး4000ကျော်5000ကျော်စံကိုလည်း8000ကျော် taste လို့ဖြစ်အောင်ချက်လို့ရတယ်ဆိုတော့ပြောပြတာအဲ့ကောင်သမင်းကျော်လည်းကောင်းတယ်သမင်းကျော်လည်းကောင်းနေရောပဲနော်ဒါလှုပ်ဝက်ချက်စာသိင်းနေအဲ့ zinc dan ဆိုအဲ့ဒီချိန်ကလေးကရတယ်နော် I have been ကျွန်တော်ရှိခဲ့တယ်နော်အဲ့ being a better to be နော်တေချာလို့နော် better to be နေရတာ oh my journey ဆိုတော့ကျွန်တော်ရဲ့ခီးပေါ်မှာရှိခဲ့တယ် toward finding success toward ဆိုဇီတို့အောင်မြင်မှုကိုရှာတဲ့နော်လမ်းရှိလမ်းစီကိုကျွန်တော်ကခီးရောက်ခဲ့ပြီးပြီအဲ့ချိန်လေးကနော် coming to realize ဆိုအဲ့မှာဆိုရရဟလားကျွန်တော်နားလေခြင်းစီကိုလည်းရောက်ခဲ့ပြီးပြီเนาะ that success is not a journey အောင်မြင်မှုဆိုတာsorry not many လို့ပြောတာအောင်မြင်မှုဆိုတာကငွေမဟုတ်ဘူးတဲ့ fame နာမည်ကျော်စောခြင်းလည်းမဟုတ်ဘူးတဲ့ပြီးတော့ high position ဂုဏ်တူးတွေเนาะတခုယာတူးတွေကိုပြောချင်တာယာတူးယာကန်တွေကြီးဖို့လည်းမဟုတ်ဘူးတဲ့ although more anything except anything else ဆိုဘယ်ဟာမှလည်းမဟုတ်ပါဘူး except ဆိုတာကမှားတပါလို့ပြောတာ except EACPD ပြမှာ EACPD เนาะ except အဲ့မှာ down ရနေဖြစ်နေတယ်เนาะအဲ့မှာ typewriter မှာတာမှာ expert ဖြစ်နေတယ် expert ဆိုမျောလင်းတာ EACPD except ဖြစ်မှာမှားတပါအဲ့ဒါလေးပြင်လိုက် except doing my best တော့ကျွန်တော်ရဲ့ဟလာအကောင်းဆုံးလုပ်ချင်းကလွယ်လို့ကျန်တဲ့ຢာတွေမဟုတ်ဘူးအဲ့တော့အောင်မြင်မှုဆိုတာအကောင်းဆုံးလုပ်တာအောင်မြင်မှုပဲဒါကိုပြောချင်တာ
အချို့တွေကအောင်မြင်မှုဆိုလို့ရှိရင်နာမည်ကျော်စောတာတွေပတ်စံရတယ်မဟုတ်ဘူးတဲ့အဲ့ဒါတခုမှမဟုတ်ဘူးတဲ့အောင်မြင်မှုဆိုတာကတော့အကောင်းဆုံးလုပ်ခြင်းပါတဲ့ that is exactly what I have set out to do တဲ့ set out ဆိုတာပြင်ဆင်တာပြင်ဆင်ဒီတော့မဟုတ်စီမံဒီဆိုတဲ့အိဗယ်ရတယ်เนาะအဲ့တော့လုပ်ဖို့အတွက်ကျွန်တော်ပြင်ဆင်လိုက်တဲ့ဥစ္စာကဒါပါပဲတဲ့ဒါမှမဟုတ်အဲ့တော့ set နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်အိဗယ်တွေအများကြီးရှိတယ်เนาะဥပမာဆိုရင်ဆရာတို့ဒါ set နဲ့ UPN နဲ့ဆို set up ဆိုဘာလို့တော့ set up ဆိုရင် ထောင်ချောင်းစင်တာ you set me out ဆိုနေငါ့ကိုဒါကြောက်တွန်းတာပဲ you set me out เนาะကြောက်တွန်းတာလေခုနောက်ပိုင်းဟာသားလေးတွေလုပ်တယ်လေသိမလားဥပမာရေဘူးပေါင်းတစ်လုံးကိုကင်လိုက်တယ်နော်ပြီးသူများကိုကိုယ်တငယ်ချင်းတို့မို့ဘေးရလာတဲ့လူကြောက်ကိုရေဘူးပေါင်းတစ်လုံးပေးလိုက်တယ်ပေးလိုက်ပြီးကိုယ့်လက်ထဲရေဘူးပေါင်းနဲ့ဖြတ်သွားတဲ့လူကြောက်ကိုကောက်ပစ်လိုက်တယ်အဲ့မှာဟိုလူကလက်ကြည့်လိုက်တော့ဟိုအခြားတယောက်ရဲ့လက်ထဲမှာရေဘူးပေါင်းတွေ့တော့ဟာဒီကောင်ကပြစ်တယ်လို့အဲ့ဒါ set တတ်တယ် ACD set UPR နော်နောက်တစ်ခုဆိုတော့ set off ဆိုဘာလို့တော့ခရီးထွက်တာတော့ဘာလို့နော်အဲ့ဒါဆို set off နောက်တစ်ခုကိုလွတ်တင်လိုက်တာဥပမာဆိုရင် the young children set off the firework into the air အဲ့ဒါဆိုရင်ကလေးတွေကလေတဲ့ဘာလို့တော့ firework ဆိုတော့မရှိမိပဲနေပြစ်တင်လိုက်တယ်အဲ့ဒါဆိုတော့ set off နဲ့တောင်းတယ်နော်ကဲနောက်တစ်ခုကျတော့ရန်တိုက်ပေးတာဘယ်လိုကြီးလဲဆိုတော့ set somebody against somebody ACD set ပြီး somebody ကို SP လို့ပဲရေး S နဲ့ B နဲ့ against ဆိုတော့ AGAINST 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 ဒါမှမဟုတ် says somebody against somebody ဆိုဘာလို့ပြောရန်တိုက်ပေးတာနော်ကဲဥမာဆိုရလား Michael said Mama against Mr. Brown Mr. Brown နဲ့ Mama နဲ့ကို Michael ကဘာလို့ပြောရန်တိုက်ပေးဒီဆိုတဲ့အိဗယ်ရတယ်နောက်တစ်ခုဆိုတော့ set aside ဥမာကွာဟို set နဲ့ aside နဲ့ကိုနော်ခွာရေးမယ်ဆိုလို့ချင်းဘာလို့တော့ဘေးထိုးတာ set aside ဥမာဆိုကြပါစို့တယောက်ကလာပြီးတော့အလုံးလာလျှောက်တယ်သူရဲ့အလုံးလျှောက်လာဘာလို့တော့ set aside လုပ်တာ the manager assigns or set aside your application letter ဆိုရင်မင်းရဲ့အလုံးလျှောက်လာကို manager ဘာလို့တော့ဘေးထိုးတာအဲ့ဒါကိုဆိုတော့ set aside ကို hyphen လေးခံပြီးရေးမယ်ဆိုပလက်မီဆိုတာဒါဆိုတော့ဒီ jorma ပေါ့နော်သူကြတော့ဘယ်လိုပြောလဲဆိုရင်ပလက်မီလို့ပြောတယ် ACD set နဲ့ hyphen လေးခံပြီးတော့ ASID aside အဲ့ဒါဆိုပလက်မီဆိုသိရမလားနော်ပလက်မီကဲဟုတ်ပြီကဲအဲ့ဒါဆိုဆရာတို့ဆက်ကြည့်အောင်နော်အဲ့တော့ကျွန်တော်ပြင်ဆင်ပါတယ်တဲ့ပြီးတော့ who am I ကျွန်တော်ကဘာလို့လဲပြီးတော့ just a regular person ငါတမန်လူတယောက်ပဲဖြစ်ပါတယ်တဲ့ပြီးတော့ a salesman by profession ဆိုတော့အယောင်သမားတယောက်ဒါပေမဲ့သူရဲ့ကျွမ်းကျင်တဲ့အယောင်သမားတယောက်လို့ပြောချင်တာနော် by nature ဆိုတာပုံမှန်အားဖြင့်လို့ပြောချင်တာနော် a man of action တော့လို့တော့လှုပ်ဆောင်ရတတ်တဲ့လူတယောက်ပါပဲတမန်လူပါပဲလို့သူကပြောတာကဲဆက်ပတ်ကြည့်ပါဦး Because I wanted to be successful, I set out to talk to people who were successful. Read about them, listen to tapes, watch a video, and attend seminars. So why are they successful? What made them different? Or why to outro the other people in the world can we classify just a few as successful? How did they get there? On these sites, began to see, hear, read, and learn about common characteristics, habit, behavior, attitude, and principles in those people's life. Okay, I'm a Canadian, no? I'm a dual. Because I wanted to be successful, so ever a reason go, she might talk to you like that. I also sentence transfer correct. A man and set out to talk to people who were successful. Read about them and listen to take, watch video and attend a seminar because I wanted to be successful. Because I wanted to be successful, normally so my share now my share. I shit over you like that. Genoa on the Mugu Login door down set out. Set out got the Malapian Balabe, Baladon, prepare it what do they? PI, prepare you what set out near. Genoa Pinsing no? To talk to the people, Ludineza Abio, who were successful, read about them. Through Nepatari, you know, Pade, you listen to
tape တွေကိုနားထောင်တယ်ပြီးတော့ watch the video and attend the seminar seminar ဆိုတာအစည်းအဝေးတွေကိုပြောတာအဲ့တော့အောင်မြင်တဲ့သူတွေလုပ်တဲ့အစည်းအဝေးတွေเนาะအဲ့ဒါတွေကိုကျွန်တော်သွားပြီးတော့တက်ရောက်တယ်အဲ့တော့အောင်မြင်မှုကိုလိုချင်လို့ရှင်တိတ်တော်ဆရာတို့အခက်ခဲကြီးရော